ဒီကနေ့အားလုံးခဏစကားပြောနေမှာနိုင်ငံတော်မှာပါတီခံရလို့တော့ကျွန်တော်တိုင်းမှာဒီကိုလုံးမှာနိုင်ငံတော်မှာလည်းတိုင်းရင်းရဲ့ချက်ပမာဝင်ဖိုင်ရှန်တိုင်းမှာပြော150ကျော်လို့တော့ကျွန်တော်ဒီတိုင်းအတွက်ကျွန်တော်ပြီးတော့ပြပတော့ပြီးတော့လောက်ကန်လို့ပြီးတယ်ဒီကြတဲ့ဒါမြန်မာပြည်သူတွေရှိပါသေးတယ်နော်အကုန်လုံးမြန်မာလူမျိုးမှတည်းများပေါ့နော်နှစ်တင်ပါချင်း